ကွန်းချီမှာကြိုက်တဲ့အမျိုးတွေအတွက်နောက်ထပ်ဒီဇိုင်းသစ်လေးတစ်မျိုးပြပေးပါမယ်။တဘာဝဝါကွန်းချီမှာစက်ပန်ထိုးထားတာပါဒီလိုမျိုးအပွင့်လေးပါနော်အရန်ပဲလှပါတယ်ဒါလေးကဝါကွန်းချီပါအသားအေးပါတယ်လျှော်လိုက်လို့ရှိရင်ပျော့သွားပါတယ်နော်ထမိန်နဲ့ဒီလိုမျိုးတွဲဖို့လည်းရတယ်ဘောင်းပီတွေစကတ်တွေနဲ့ကြိုက်တယ်လို့တွဲဖို့လည်းရပါတယ်နော်ဒါလေးကသမင်မွေးရောင်လေးဖောက်ထားပေးတာပါအုတ်ကျိုးရောင်ဆူဆူလေးပါကာလာတက်တောက်မှကြိုက်တဲ့အမျိုးတွေအတွက်ဒါလေးကအုတ်ကျိုးရောင်လေးပါဒေါနာဇိန်ရောင်လေးပါနော်ဒေါနာဇိန်ရောင်လေးပါအရန်ချစ်ဖို့ကောင်းပါတယ်မိုးပြရောင်လေးပါမျက်စိအေးတဲ့ကာလာမိုးပြရောင်လေးပါနော်ဗေဒာရောင်လေးပါဒါလေးကဗေဒာရောင်လေးပါမိုင်လိုရောင်လေးပါကာလာအမိုင်းကြိုက်တဲ့လူအတွက်ဒါလေးကမိုင်လိုရောင်လေးပါကြက်သွေးရောင်လေးပါအရန်ပဲလှပါတယ်ကြက်သွေးရောင်လေးပါနော်ဒါအပွင့်ရဲ့အနီးကပ်လေးပါဒါအပွင့်အနီးကပ်လေးပါဆယ်စုံယူမယ်ဆိုလို့ရှိရင်လက်ကားစီနဲ့ရပါမယ်အနောဆိုင်ကဖန်အံမှာဖွင့်ထားပါတယ်ဆိုင်မှာလည်းစိတ်ကြိုက်လာပြီးတော့ရွေးလို့ရတယ်လို့မျိုး online ကနေလည်းမှာလို့ရပါတယ်အနောကကားတွေနဲ့ဂိတ်ချပြီးတဲ့ Royal တွေနဲ့လည်းအိမ်ရောက်ပို့ပေးပါတယ်နော်Viber နံပါတ်ကိုအနောကချထားပေးပါမယ်ဒီ TikTok မှာကားကြတော့အနောစာသိမ့်မပြန်ဖြစ်ဘူးပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်တာဘလူဖာထုနော်